ဥပေါ်ဦးနှင့်ဘယင်ဤပကြီးတနေ့တွင်ဘယင်မင်းမြတ်ကနန်းတော်ဥယျာဉ်ထဲရှိပန်းပင်များကိုအလွန်နှစ်သက်သဖြင့်ဥပေါ်ဦးအားခေါ်ယူကာပေါ်ဦးငါဥယျာဉ်ထဲကပန်းတွေကိုပကြီးဆွဲပေးစမ်းဟုမိန့်တော်မူသည်ဥပေါ်ဦးလည်းအမိန့်တော်အတိုင်းပါဖျားဟုလျှောက်ထားကာပကြီးကားတစ်ချက်ကိုရေးဆွဲလေသည်ပကြီးပြီးသွားသောအခါဘယင်ကြည့်လိုက်ရာပန်းများကလှပတော်လဲအချို့နေရာများတွင်ပန်းပွင့်များကိုပိုးကောင်များစားထားသည့်အပေါက်များပါနေသည်ကိုတွေ့ရသည်ဘယင်ကမကျေနပ်ပဲပေါ်ဦးငါဥယျာဉ်ကပန်းတွေကောင်းနေပါလျက်ဘာကြောင့်ပိုးစားထားသလိုဆွဲထားတာလဲဟုမေးတော်မူသည်ဥပေါ်ဦးကငြိမ်သက်စွာဖြင့်မှန်လားပါဖရာလောကမှာအပြစ်အနာစာမရှိတဲ့အရာဆိုတာမရှိပါဘူးပန်းလာပေမဲ့ပိုးစားတတ်သလိုလူတော်ကြီးများလည်းအမှားတစ်စုံတရာရှိနိုင်ပါတယ်အဲ့ဒါကိုတတိယစေခြင်းလိုပါဟုလျှောက်တင်သည်ဘယင်သည်သဘောကျ၍ရေမောကာပေါ်ဦးကတော့ပကြီးဆွဲရင်တောင်သင်ခန်းစာပေးတတ်ပါပေတဲ့ဟုချီးမွမ်းတော်မူလေသည်ပုံပြင်အနှစ်ချုပ်လူတိုင်းနှင့်အရာရာတိုင်းတွင်အပြစ်အနာစာအနှဲငယ်စီရှိတဲ့ကြောင်းကိုလက်ခံနားလည်တင်သည်ကြိုက်နှစ်သက်တဲ့ဆိုအသစ်တင်တိုင်းကြည့်ရှုရလေအောင် like and subscribe နှင့် notification ခေါင်းလောင်းလေးနှိပ်ထားကြပါအောင်ခင်ဗျာ